မင်္ဂလာပါဒီတစ်ခါမှာတော့နေပြီးတော့ကျွန်တော်တို့စားသုံးနေတဲ့အစားအစာကနေပြီးတော့အတုလားအစစ်လားဆိုပြီးတော့ကျွန်တော်တို့ဘယ်လိုခွဲခြားပြီးတော့ဘယ်လိုကြည့်မှာလဲဘယ်လိုဝယ်သုံးရမှာလဲဆိုတဲ့ဗီဒီယိုပိုင်းလေးကြည့်ပါဦးเนาะဘူထားဖြစ်နေနေပေါ့နော်တိတ်ပန်လန်းနော်လမ်းတစ်ပေါ်ကနွားနို့ဘူး3ဘူးဝယ်လာတဘူးကို3500တဲ့3ဘူးကို1000အိုးကြောက်စရာကြီးနော်အဲ့ဒါဝယ်လာတာနွားနို့ကကြိုရင်းနဲ့အဲ့လိုကြီးဖြစ်သွားတာအိုးကြောက်စရာကြီးကြာမှုအောင်ပြန်မှုလိုက်အောင်ပြန်မှုအောင်အဲ့လိုကြီးဖြစ်သွားတာကြီးလိုက်ကြအောင်အရက်ကတို့ရေကြည်အောင်နွားနို့ကအဲ့လိုနော်လုံးကတခါမှကျွန်တော်လဲဒီလိုကြိုရင်းနဲ့ဒီလိုဖြစ်တာတော့မြင်ဘူးเนาะအကြိုဝါလို့ဒီလိုမျိုးအဖက်တွေဖြစ်သွားတာလားเนาะကျွန်တော်တို့လည်းနေပြီးတော့နွားနိုးတွေပါတယ်ကြိုပြီးတော့ဒီလိုစားဖို့တယ်ကြိုရင်တော့ဒီလိုတော့ဖြစ်တယ်เนาะအခုကနေပြီးတော့သူ့မှာကကြိုထားတာကနေပြီးတော့เนาะရောပါကြီးလို့ဖြစ်နေပြီဗျာเนาะထူးထူးဆန်းဆန်းကြီးဖြစ်သွားတာတဲ့အဲ့လိုကြီးဖြစ်သွားတာနွားနို့ကကြည်အောင်အဲ့လိုကြီးမာကြီးအဲ့လိုကြီးဖြစ်သွားတာအဲ့လိုကြီးကြောက်စရာကြီးအဲ့လိုဖြစ်သွားတာအိုးကော်ရီလိုဖြစ်သွားတာတိတ်ပန်လမ်းတစ်ပေါ်ကနွားနို့တဘူး3500နဲ့အဲ့တလိုကြီးဖြစ်သွားတာအဲ့လိုကြီးနွားနို့ကအဲ့လိုစားတဲ့သူတွေလည်းကျွန်တော်တို့မျိုးတွေမှာလည်းနေပြီးတော့နော်ဝေမယ်ဆိုရင်လည်းနေပြီးတော့ဒီလူကနေပြီးတော့နေ့စဉ်နေ့တိုင်းနေပြီးတော့ကျွန်တော်တို့လမ်းထိုင်းမှာကျွန်တော်တို့ဈေးတွေမှာရောင်းနေကြလူတွေလားအဲ့ဒါကိုလေကြည့်ပြီးတော့ဝယ်ပြီးတော့စားရမယ်နော်ဒီလမ်းပေါ်မှာတွေ့သမျှကိုလိုက်ဝယ်စားမယ်ဆိုရင်လူတွေကနေပြီးတော့နော်ကိုကဝိသမလောဖသွားတယ်များလာပြီဆိုတော့နော်သူတို့ပိုက်ဆံရမယ်ဆိုရင်ဘာမဆိုလုပ်တဲ့အရာတွေဖြစ်တယ်အခုကနေပြီးတော့ဒီနော်ပုံစံလုပ်ပြီးတော့ရောင်းနေတာကဒါကလူရဲ့ပါဇက်မှာဘိုက်မှာရောက်မဲ့ဟာတွေဗျာတော့ဒီလိုလုပ်ပြီးတော့ညာပြီးတော့အမျိုးလုပ်ပြီးတော့ရောင်းနေတာတော့မကောင်းပါဘူးနော်ဖြစ်သွားတာဝယ်တောက်သုံးတဲ့လူတွေတတိထားကြပါအမကော်တွေလိုပဲကြည်အောင်ဘိုက်ထဲမှာတော့ဘယ်လိုဖြစ်သွားမလဲတော့မပြောတတ်ကြောက်စရာကြီးဗျာဟုတ်တယ်နော်ဒါနွားနိုးတော့မဖြစ်နိုင်တော့ပါဘူးနွားနို့ဝယ်ပြီးတော့1000ဖို့တဲ့ဝယ်ပြီးတော့ကြိုတယ်ပေါ့နော်အဲ့မှာကြိုတာနွားနို့ကကြိုရင်းနဲ့အဲ့လိုကြီးဖြစ်သွားပါတယ်ပိုက်ဆံ1000ဆိုတာကဘာမှဒီခေတ်မှာဘာမှသုံးစားလို့မရဘူးနော်ဝေသုံးလိုက်တဲ့ဒီလိုနွားနိုးကိုကြိုက်တဲ့သူတွေကနေပြီးတော့ဝေစားလိုက်တဲ့ဟာမှာနေပြီးတော့နော်ခေတ်ကိုနေပြီးတော့ဗာလဲဆိုချိုးဖြစ်ပြီးတော့သေစေသွားနိုင်တဲ့အရာတွေဖြစ်တယ်နော်ဆေးရုံဆေးခင်းတွေကိုရောက်သွားနိုင်တယ်နော်ခင်မသိရင်အသက်တွေပါတယ်ပါသွားနိုင်တယ်နော်ဘိုက်မကောင်းတာတွေဝမ်းရှုပ်တာတွေဒီလိုမျိုးလေဖြစ်တတ်တယ်နော်ရောင်းတဲ့လူမာလေးဗျာနော်ပိုက်ဆံရမယ်ဆိုရင်နေပြီးတော့လူတွေကနေပြီးတော့ပါတွေဖြစ်နေပြီးတော့ငါတို့ပိုက်ဆံရရင်ပြီးရောဆိုပြီးတော့ဒီလိုမျိုးလောက်တာတော့မကောင်းပါဘူးဗျာနော်ကြည့်ပါအောင်ကြောက်စရာကြီးဟုတ်တယ်ထားကြပါဒီမှာကြည့်လိုက်အောင်နွားနို့ကြိုတာကြိုရင်းနဲ့ဒီလိုမျိုးကြီးအဲ့ဒါကြီးကနွားနို့တယ်လားတော့ဒီမှာကြည့်လိုက်ကြပါအောင်နွားနို့တဲ့အရက်တို့ရေလူတွေလည်းဘလို့တွေဖြစ်နေကြလဲမသိဘူးလူတွေကလောဘကြီးနေကြတာမရေနော်လောဘကြီးနေကြတာဟုတ်ပါအောင်ကြည့်ပါအောင်ဗျာဟုတ်တယ်နော်ရောဘာလေးလိုပဲနော်စီဆန်းနေကွာလေးလိုဟုတ်တယ်ဒီမှာကြည့်ပါအောင်နော်ဒီလိုနွားမျိုးကိုပဲသူကနေပြီးတော့ဝေပြီးစားမှလဲရောင်းတဲ့ဒီပါလေးဗျာအဲ့ဒါနွားနို့ကြိုရင်းနဲ့ကော်ကြီးတွေလိုဖြစ်သွားပါတယ်ဒီမှာကြည့်လိုက်ပါအောင်အဲ့နွားနို့ဗျာနွားနို့ကြိုတာအဲ့လိုကြီးဖြစ်သွားပါတယ်ကြောက်စရာကြီး1000နဲ့1လီတာဘူး3ဘူး1000နဲ့အဲ့လိုနွားနို့ကအဲ့လိုကြီးဖြစ်သွားပါတယ်ဒီမှာနွားနို့ကအဲ့လိုကြီးဖြစ်သွားအခုအဲ့ဒါလှစ်ပြရတော့မှာပါကြရတော့ဒီပြီးတော့နောကနေပြီးတော့အနေငယ်ထီပြီးတော့ဘာတွေနေပြီးတော့ဆက်ထားတာလေးမသိဘူးနော်ပေါ်ကနေပြီးတော့နောနဲ့ထည့်မယ်နောက်ပြီးရင်ဆန်ကိုဆေးတဲ့အရေးကလေးတွေနည်းလောက်ထည့်တယ်နော်မောင်းရင်ထုံးအရေးတွေနည်းလောက်ဆန်တယ်ဗျာနော်အဖြူဆန်လေးတဲ့အဖြူရောင်လေးတယ်ဆိုတော့နော်ဒီလိုပုံစံလေးတွေလည်းဖြစ်နိုင်တယ်နော်ကြောက်စရာကြီးဗျာကျွန်တော်တို့ဒီခေတ်မှာကနော်အငယ်ပင်နဲ့စစ်နေစိုက်နေကြတဲ့အချိန်မှာနေပြီးတော့ကုံစင်းနှင်းတွေကနေပြီးတော့လွန်တရားကိုကြီးနေကြတဲ့အချိန်တွေမှာနေပြီးတော့လူတွေကနေပြီးတော့အမျိုးဖန်တီးပြီးတော့အမျိုးတွေလိုက်ပြီးတော့ရောင်းကြတယ်အဲ့ဒီအချိန်မှာနေပြီးတော့ပြည်သူတွေကလည်းစားမယ်ဆိုရင်တတိထားပြီးတော့စားသုံးရမယ့်အရာတွေဖြစ်လာပြီဗျာနော်မြင်တိုင်းလူကနေပြီးတော့ဝယ်လို့စားသုံးလို့မရဘူးနော်ဒီနော်တို့ကျွေးတို့နော်ဒီအချိုရည်ဆိုရင်လည်းဒီတိုင်းပါပဲနော်ဒီအခုမြင်နေတဲ့အရာတွေနဲ့မတူဘူးခုမြင်တဲ့ဟိုမုံပက်သေးရစားတွေဆိုရင်ဘာမှဖြစ်ဘူးအဲ့လောက်ထိနော်ခုကနေပြီးတော့ဒီအဖန်ငါးတယ်ဆိုလေအဲ့လောက်ထိမဟုတ်ပါဘူးနော်
ဟိုကနေပြီးတော့ဒီနွားနိုးတို့ဒီအေးရီတို့နော်ဒီလမ်းဘေးမှာရုံးတဲ့ဟာတွေကိုပို့ပြီးတော့တတိထားဆင်ရှင်ရမယ့်အရာတွေဖြစ်တယ်နော်ဒီဗီဒီယိုပိုင်းလေးကိုများများကြည့်ပြီးတော့ဘုရားသားဖြစ်အများကြီးရှင်းပြကြပါလို့လေတောင်းဆိုရှင်ပါတယ်ဗျာနော်ကျွန်တော်တို့လည်း like and subscribe လေးတွေပါလေလုပ်ပြသွားကြပါအောင်